Xiaomi 17 Pro Max အတွက်ဒီ screen guard ကိုပေါ့နော် iPhone 17 Pro Max အတွက်လာတာတွေတက်လို့ရတယ်လို့ပြောကြပြီမဲ့ကျွန်တော်တခါမှမစမ်းမိဘူးဒီနေ့တော့ကျွန်တော်ဖုန်းမှာ screen guard ကတော်တော်ကိုအဆင်မပြေဖြစ်နေရတယ်ကဲကွာလို့ဒီတစ်ခါမှန်ကတ်အပြော့ပေါ့နော်ဒီ nano မှန်ကတ်မကတ်ပဲနဲ့ Xiaomi ဟာလေးကတ်iPhone 17 Pro Max ဟာလေးကတ်ကြည့်မယ်ဆိုပြီးတော့ဒါ hack ရဲ့ 500cc Infinity View Edition ကိုတက်ကြည့်လိုက်တာပါအဆင်ပြေပါတယ် fingerprint ဘာညာလဲအကုန်လုံးလုပ်တယ်ဒါလေးမိတ်ဆွေတို့လာပြောပြတာပါအကြိမ် Xiaomi 17 Pro Max အတွက်မှန်ကတ်တွေပျောက်နေတယ်ဝယ်မရအောင်ဆိုလို့ရှိရင်ဒီဟာလေးတက်လို့ရပါတယ်ဟဲ့ရဲ့ 500cc Infinity View Edition ဘေးပေါင်အမဲမပါတဲ့အတွက်ကြောင့်မလို့ပိုအဆင်ပြေတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တတာ